အားလုံးပဲမင်္ဂလာပါ Focus on United ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester United အသင်းနဲ့ Wolverhampton တို့ရဲ့ပွဲစဉ်မတိုင်ခင်ပွဲကြိုသုံးသက်ချက်ကိုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ United တို့ပထမဆုံးအနေနဲ့ပေါ့နော် United တို့ကနောက်ဆုံး5ပွဲမှာ3ပွဲတည်တပွဲနိုင်တပွဲရှုံးဆိုရရလက်နဲ့မှတ်တမ်းတစ်ခုပိုင်ဆိုင်ထားရပေါ့ဒီမှတ်တမ်းကဒီပိတ်သက်တွေအနေနဲ့လည်းစိတ်ကျဉ်မှုမရှိခဲ့ဘူးပြီးခဲ့တဲ့ West Ham နဲ့ပွဲမှာဆိုလဲဒီနိုင်တဲ့နဲ့နိုင်တဲ့အခွင့်အရေးတွေနောက်တစ်ခုဒီဥဆောင်ကိုရပြီးကမှမိနစ်ပွဲပြီးကနေအချိန်ဒီမှာဒီပြန်ပြီးတော့ခြေပါကိုပေးလိုက်ရတဲ့အချိန်ဒီမှာပိတ်သက်တွေအနေနဲ့ဒီအမိုရင်ပေါ်ဒီပောက်ကွဲမှုတွေဖြစ်တဲ့အမိုရင်ပေါ်မကျေနပ်မှုတွေဖြစ်ခဲ့တယ်ပေါ့ဒါပိတ်သက်တွေအနေနဲ့ကတော့ဒီပွဲမှာအနိုင်ခဲ့တာပဲဒီပွဲဆန်းလို့ဒီတန်းစင်းဆောင်တာကအတင်းတင်းကိုအနိုင်မရရှိခဲ့တဲ့အပေါ်ပိတ်သက်တွေအနေနဲ့ကတော့ဒါစိတ်ကြည်နေမှုမရရှိခဲ့တာတော့အမှန်ပဲWolverhampton အသင်းဘက်ကိုတစ်ချက်ပြန်ကြည့်ရမယ်ဆိုရင် Wolverhampton အသင်းက Premier League မှာနိုင်ပွဲတစ်ပွဲမှာရရှိထားခြင်းမရှိသေးဘူးဒီအမှတ်ပေးစရာရဲ့အောက်ဆုံးအဆင့်မှာလည်းရှိနေတယ်စုစုပေါင်း14ပွဲမှာမှ2မှတ်ပဲရရှိထားတယ်စုဆောင်းထားနိုင်ခဲ့တယ်အဲ့တော့ဒီ Wolverhampton အသင်းအနေနဲ့သူတို့ရဲ့အရင်နီးပြဖြစ်တဲ့ Peter Pereira ကိုထုတ်ပယ်ပြီးတော့သူတို့ရဲ့ကစားသမားဟောင်း Wolverhampton ရဲ့ကစားသမားဟောင်းတူဦးလည်းဖြစ်ခဲ့တဲ့Rolf Edwards ကိုနီးပြအသစ်ခန့်အပ်ခဲ့တယ်ဒီ Rolf Edwards ကတော့ဒီနောက်ဆုံး Premier League မှာ3ပွဲကင်တွဲကစားခဲ့တယ်ဒီ3ပွဲမှာလည်းအနိုင်ရရှိခဲ့ခြင်းတော့မရှိခဲ့ဘူးဒီကျင်းမြောင်းတဲ့ရလက်တွေနဲ့ရှုံးနေခဲ့တယ်ဒါပေမဲ့အဖွဲ့ကင်တွဲနေတဲ့ဒီ3ပွဲမှာတော့ Wolverhampton ကခံစစ်ကကောင်းလာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီဂိုးပေးရမှုနှုန်းကလည်းနည်းလာတယ်လို့ဂိုးပေးရတဲ့အလုံးတွေကလည်းမိနစ်60ကျော်ဒုတိယပိုင်းဒီ60ကျော်80နီးမှဒါပေးရတယ်ပေါ့နော်အဲ့တော့တန်းစင်းဆောင်ကနေရုံးဖို့အတွက် Wolverhampton ကသူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ဒီပြအစ်စ်ကိုလည်းခန့်အပ်ခဲ့တယ်အဲ့တော့ဒီနေ့ပွဲကလွယ်ကူမယ်တော့မထင်ဘူးဗျဘာလို့လဲဆိုတော့ Manchester United တင်နေနဲ့ပြီးခဲ့တဲ့ရာသီကလည်း Wolverhampton ကိုနိုင်ငံချင်းမရှိဘူးဗျတရားဒီလုံးနှစ်ကြော်လုံးမှာနိုင်ငံချင်းမရှိခဲ့ဘူးအဲ့တော့ထိတဲ့တွေ့ဆုံမှုတွေအရာလဲ United အနေနဲ့ Wolverhampton နဲ့တွေ့တိုင်းမှာခက်ခဲတဲ့ပွဲလေးဖြစ်တယ်ဒီ press conference မှာလည်းအမိုရင်နေနဲ့ပေါ့နော်ဒီ Wolverhampton ကဆိုရတဲ့ရာသီတစ်ခုဆိုရတဲ့မှတ်တမ်းတစ်ခုပိုင်ဆိုင်ထားပါစီကို United တွေ့အခါမှာအခက်အခဲဖြစ်တယ်သူတို့အထင်သေးလို့မရဘူးဒီ Premier League မှာကရှုံးတပွဲမှမနိုင်ဘူးဆိုတဲ့အသင်းကမရှိဘူးပေါ့နော်ဒီခက်ခဲတဲ့ league တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ်စားလို့မရတဲ့အကြောင်းလည်းအမိုရင်နေထုတ်ပြောခဲ့တယ်တကယ်လည်းပေါ်စားလို့မရဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ United အသင်းကလည်းယုံကြည်လို့မရဘူးဗျဘာလို့လဲဆိုတော့ West Ham နဲ့ပွဲကလည်းဒီနိုင်တဲ့နဲ့မနိုင်ခဲ့ဘူးနောက်တစ်ခု Everton နဲ့ပွဲတို့ဒီတယောက်အသားနဲ့တောင်မှအနိုင်ရရှိခဲ့အိုးထွက်ဖို့မှာအနိုင်ရရှိခဲ့ခြင်းမရှိဘူးဗျာအခုကအဝေးဘုံကိုသွားကန်ရမှာအဲ့နောက်တစ်ခုက Wolverhampton ကဇယားရဲ့အောက်ဆုံးတန်းစီဆောင်မှာရက်နေတဲ့အတွက်ကြောင့်မလို့ရက်တည်နေတဲ့အတွက်ကြောင့်မလို့တေချာပေါက်ယုံမှာဒါသူတို့ရဲ့အိမ်ကွန်းဒီပြအတစ်ဆိုတော့ဒီကအရှိန်အနေနဲ့ပေါ့နော်ဒီနိုင်ပွဲတစ်ခုကိုသူတို့ရရှိဖို့အတွက်အသေးအတန်ကြိုးစားသွားမှာတော့အသေးချာပဲအဲ့တော့ United တို့အနေနဲ့ပွဲကိုတော့တေချာလေးအနိုင်ရရှိဖို့အတွက်မျှော်လင့်နေဘာကြောင့်လဲဆိုတော့ဗျာဟိုထိတ်က top 4အသင်းကြီးနိုင်ရရှိခြင်းမရှိသေးတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ top 4နဲ့တက်နိုင်တယ်လို့ကတ်နိုင်ဖို့အတွက်ကဒီပွဲကအနိုင်3မှတ်ကရကိုရတဲ့တယ်လို့ထင်တယ်အဲ့တော့ United တို့ရဲ့လူစင်းကိုတစ်ချက်ပြန်ကြည့်အောင် United တို့အနေနဲ့အမိုရင်ကတော့ပြောထားတာတော့ဒီ Wolverhampton နဲ့ပွဲမှာ DS Delay နောက်တစ်ယောက်က Diego Dalot ကတော့ဒီပြီးခဲ့တဲ့ပွဲမှာတော့ပါဝင်ခဲ့တယ်ဒါပေမဲ့တန်ရပတ်သက်တာချို့နည်းနည်းငယ်ရှိရတဲ့ကြောင့်မလို့ဒါလူစားလဲခဲ့ရတဲ့အခြေအနေတခုဖြစ်ခဲ့တယ်ပေါ့နော်ဒီနေ့ပွဲမှာတော့သူတို့ဖြစ်နေတယ် Matthias De Ligt ကလည်းသားနိုင်မလို့အတည်ပြုခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲကကျွန်တော်အနေနဲ့စိုးရိမ်နေတခုကတော့ခံစေပဲဗျ De Ligt မပါခဲ့တဲ့ပွဲမှာEden Heaven ပါဝင်လာခဲ့တယ်ဒါပေမဲ့ဒီကစားသမားက LCB မှာဆော့တဲ့ကစားသမားတယောက်လည်းဖြစ်တယ်ဒါပေမဲ့ CCB မှာဆော့တယ်ဗျာဆန္ဒဘက်မှာဆော့တယ်ဆန္ဒဘက်မှာဆော့တဲ့အချိန်မှာကစားသမားကမတည်ငြိမ်မှုတွေကိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်ဒီမလိုအပ်တဲ့တက်ခဲတွေလောက်ခဲ့တာမျိုးတွေကောင်းခဲ့ရတာဒါလူငယ်ကစားသမားတယောက်ရှိတိုက်တဲ့ဒီ quality မျိုးတော့ပြခဲ့တယ်ပေါ့နော်နောက်တစ်ယောက်ကဒီလန်နီယိုရိုလည်းဆန္ဒဘက်မှာထားခဲ့တဲ့အခါမှာဒါလန်နီယိုကတည့်တဲ့အတိုင်းပဲဗျာခုနောက်ပိုင်းပွဲတွေမှာခြေစွမ်းကမတည်ငြိမ်မှုတွေဖြစ်နေတယ်ဗျာအဲ့တော့ဒီခံစစ်ပိုင်းကကျွန်တော်အနေနဲ့ဒါ CB နေရာပေါ့နော် CB တနေရာတော့ကတော့စိုးရိမ်မှုရှိတယ်တကယ်၍ delete ပြန်လာရင်တော့ delete ပါဝင်နိုင်ပါစေလို့ပဲဆူတောင်းတယ်ပေါ့နော်နောက်တစ်ခုကဝင်းဘက်ပေါ့နော်ဝင်းဘက်ကိုမှကျွန်တော်တို့ဒီအာမတ်အမ်ပွန်ဖိုဆိုတဲ့ right wing ကတော့ကျွန်တော်တို့အနေနဲ့ဒါစိတ်ချလို့ရတယ်ပေါ့နော် left wing ဘက်ကတော့ဒီ Dalot ပေါ့နော် Diego Dalot ကဒါလည်းဒါအကောင်းဆုံးဖောင်ပြနိုင်တယ်ဟိုအမိုရင်ရဲ့3 versus 10 3421ရဲ့ကစားကွက်မှာ
ဒီကိုတလောကပဲအကောင်းဆုံးဒီကစားနိုင်တယ်လို့ထင်တယ်ဗျာသူ့ရဲ့ defense ကလည်းမဆိုးလာဘူး attacking ကလည်းပြောမှဆိုဗျာဒိုကူတဲ့ဆိုင်တာရဗျာအဲ့ဒိုကူကျွန်တော်အားမရတဲ့အချက်ဒိုကူဗျာပြီးခဲ့တဲ့ Watson နဲ့ဝင်ပါလဲဘာလို့လုံးနေမလဲမသိဘူးဗျာဝင်လာခြင်းနောက်ပိုင်းမှာသူ့ရဲ့ဒါလူငယ်ကစားမတစ်ယောက်ကိုဒီလိုမျိုးပြောရတော့မကောင်းဘူးပေါ့နော်ဒါ potential ရှိတဲ့ကစားမတစ်ယောက်လည်းဖြစ်တယ်ဆိုပေမဲ့ဝင်လာတဲ့နောက်ပိုင်းမှာသူ့အနေနဲ့ dribbling လည်းမလုပ်နိုင်ခဲ့တယ်လို့အသင်းနဲ့ချိတ်ဆက်ကစားရမှာလဲအားနေခဲ့တယ် defense ကတော့မစိုးလိုက်အနေထားတစ်ခုရှိပေမဲ့ကျွန်တော်အနေနဲ့ဒီကိုတလောလောက်မမီတဲ့အရေးအသွေးတစ်ခုကိုပြသခဲ့တယ်ပေါ့ဗျာအဲ့တော့ left wing back ကတော့ဒလော့ပဲကျွန်တော်ကတော့ပါဝင်စေချင်တယ်ဒလော့ပါတဲ့ပွဲတိုင်းမှာလဲ attacking ကပို့ပြီးတော့ပိုကောင်းလာတယ်ပို့ပြီးတော့ aggressive ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်အဲ့တော့ဒီကိုဒလော့ကိုပဲကျွန်တော်left wing back မှာထားစေချင်တယ်အဲ့တော့ကွန်းလက်ကတော့ကျွန်တော်ပြောစရာတော့မလိုဘူးဗျကွန်းလက်ကတော့ Bruno နဲ့ Casemiro တို့နှစ်ယောက်ပဲရှိတယ် Casemiro ကိုထုတ်လို့လည်းမရတယ်လို့ Bruno ကိုထုတ်လို့လည်းမရဘူးဗျာခိုီမန်နူကဒီ Bruno ရမှာဆော့ရဆိုပေမဲ့ Bruno ကိုကြော်ပြီးတော့ခိုီမန်နူကတော့ပါလာမှာလည်းမဟုတ်ဘူးဗျာဒီဟာကိုလည်းဒီသတင်းစာရှင်းလင်းပွဲမှာအမိုရင်ပြောထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီကွန်းလက်နေရာကတော့ Bruno Casemiro ဖြစ်နိုင်ဖြစ်ဖို့သိကြတယ်တိုက်စစ်3ဦးပြောမြတိုက်စစ်3ဦးမှာဆိုရင်လည်းဒီ striker နေရာမှာတော့ Ziggy ပါလာမယ်နံပါတ်10တို့နေရာမှာတော့ TS ကူညာနဲ့ Brian Amombo ပဲပါလာမယ်လို့ထင်တယ်ဗျ။ဘာလို့ဆိုတော့သူတို့ထက်ကောင်းတဲ့ကစားနိုင်မဲ့ကစားသမားလည်းကျွန်တော်အနေနဲ့မရှိဘူးလို့ထင်တယ်။အဲ့တော့ Mason Mount ကတော့ maybe ပါရလဲပါလာနိုင်မယ်။အဲ့တော့ဗျာ United အနေနဲ့ဒီနေ့ပွဲက3မှတ်ကိုရတင်တဲ့ရတင်ထိုက်တဲ့အခြေအနေတစ်ခုဖြစ်တဲ့ပြောမှဆိုရင် Wolverhampton တင်းနေရတယ်ဒီနေ့ပွဲမှာ Wolverhampton တင်းနေရလဲသူတို့ရဲ့အိမ်ကွန်နောက်တစ်ခု United ကလေလိုခြေသားမတည်ငြိမ်မှုတွေရှိနေတဲ့အချိန်မှာအကောင်းဆုံးသူတို့ရဲ့အိမ်ပေါ်မှာအနိုင်ပွဲရရှိဖို့အတွက်ဖန်တီးမှာပဲတေချာဘောဖန်တီးမှာဗျာအဲ့တော့နီးပြတစ်လည်းဖြစ်တယ်အဲ့တော့သူတို့အနေနဲ့ဒီနိုင်ပွဲစားလာမှုတွေလည်းရှိနေတယ်ဝါဟန်တန်တင်းကဒီလိုတန်းဆင်းဆောင်သားမှာရှိနေရမယ်အတင်းမျိုးလည်းမဟုတ်နေပြန်ဘူးဗျာမဟုတ်နေခဲ့တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲက United အတွက်လည်းခတ်မယ်ဗျာအဲ့တော့ Wolverhampton လည်းတေချာဘောကြိုးစားမယ်အဲ့တော့ကျွန်တော် United အနေနဲ့လည်းဒီပွဲကို3မှတ်ကိုရအောင်ရရှိပြီဒါပေမဲ့ခက်ခဲမယ်ကျွန်တော်အနေနဲ့ပိတ်သက်တွေအနေနဲ့ပေါ့နော် expectation တွေနည်းနည်းလေး short ကြည့်ဖို့တော့ပြောချင်တယ်ကျွန်တော်လည်းအတူတူပါပဲကျွန်တော်တို့ United ပိတ်သက်တွေဆိုတာတော့တင်မလားနိုင်ပွဲတိုင်းကိုအနိုင်ရရှိခြင်းတယ်ဒါကတော့ဒါပိတ်သက်တိုင်းပဲပေါ့နော်အဲ့တော့ဒါပေမဲ့လည်းကျွန်တော်တို့ United လက်ရှိအခြေအနေကတင်မလားနိုင်တဲ့ပွဲကြရင်မနိုင်တယ်လို့ခါတည်းအသင်းကြီးရဲ့ပွဲကြရင်လည်းထကောင်ကောင်းတဲ့အခြေအနေမျိုးရှိရတဲ့ကြောင့်မလို့ကျွန်တော်အနေနဲ့ expectation တွေနဲ့ short ကြည့်ဖို့တော့လိုမယ်လို့ထင်တယ်ဟုတ်ကဲ့ပါဒါတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်